အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘ ഹു တုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့တယောက်တည်းဖြစ်နေတယ်လို့မတွေးပါနဲ့ဘဝမှာကျွန်တော်တို့အားလုံးဟာအခက်အခဲတွေအကျက်အတဲတွေနဲ့ရင်ဆိုင်ရတဲ့အခါကိုတယောက်တည်းဖြစ်နေတယ်လို့ခံစားရတတ်ပါတယ်အဲ့ဒီလိုအချိန်မျိုးမှာဘယ်သူမှမကူညီရကောင်းလားနားမလည်ရကောင်းလားဆိုပြီးဒေါသထွက်တတ်ကြပါတယ်ဒါပေမဲ့အမှန်တရားတစ်ခုကိုလက်ခံလိုက်ရပါမယ်ဘယ်သူကမှကိုယ့်ကိုကူညီဖို့တာဝန်ရှိမနေပါဘူးဘယ်သူကမှလည်းကိုယ်ခံစားချက်တွေကိုနားလည်ဖို့အတွက်လူလာဖြစ်နေကြတာမဟုတ်ပါဘူးဒီအချက်ကိုသဘောပေါက်လိုက်တဲ့အခါစိတ်ထဲကဒေါသနဲ့အပြစ်တင်တဲ့စိတ်တွေလည်းလျော့ပါသွားမှာဖြစ်ပါတယ်ဘဝကိုရှောက်လန်းတဲ့အခါကိုတယောက်တည်းအထီးကျန်နေတယ်လို့ခံစားရတာလည်းဖြစ်တတ်ပါတယ်တကယ်တော့ကိုရှောက်နေတဲ့လမ်းမှာမိသားစုကောင်းဒါမှမဟုတ်မိတ်ဆွေရင်းလိုလူမျိုးအဖော်ကောင်းတွေပါလာခြင်းလဲပါလာမယ်မပါခြင်းလဲမပါဘူးလမ်းခုလက်ကနေလှည့်ထွက်သွားတာလည်းဖြစ်ခြင်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တေချာတာတစ်ခုကကိုသွားခြင်းတဲ့လမ်းကိုကိုယ်တိုင်ဆုံးအောင်ဆက်လျှောက်ရမှာပါပဲဆိုတာပါပဲဒီမှန်တရားကိုလက်ခံလိုက်ရင်တယောက်တည်းရက်တည်ရတဲ့တတိတွေလည်းရလာပါလိမ့်မယ်တစုံတယောက်ကကိုယ့်ကိုဂရုစိုက်ပေးတာဒါမှမဟုတ်ချစ်ပေးတာမျိုးရှိလာရင်လက်ခံလိုက်ပါဒါပေမဲ့အဲ့ဒီလိုလူမျိုးမရှိဘူးဆိုရင်လည်းစိတ်မပြတ်လိုက်ပါနဲ့ကိုယ့်ကိုဂရုစိုက်ပြီးကိုယ်တိုင်ချစ်တတ်အောင်သင်ယူလိုက်ပါသူတစ်ပါးရဲ့စိတ်ထဲမှာနေရာတစ်ခုရဖို့ဆိုတာကိုတောင်းဆိုလို့ရတာမဟုတ်ပါဘူးတစ်ဖက်လူကပေးတဲ့နေရာလေးပဲကိုနေထိုင်ရတာပါဒါတွေအားလုံးဟာဘဝမှာပုံမှန်ဖြစ်လေရှိတဲ့ဖြစ်စဉ်တွေပါထွေထူးထူးကြေကွဲမနေပါနဲ့ကိုမှစိတ်ချမ်းသာအောင်မထားနိုင်ရင်ဘယ်သူကမှကိုစိတ်ချမ်းသာအောင်ထားပေးနိုင်မှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကကိုငယ်ပါ